အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်မှာကြိုဆိုပါရစေဆိုတော့ဒီနေ့အတော့ကျွန်တော်ဒီအိန္ဒိယနိုင်ငံ Mecca State ရှီလောင်းမြို့မှာရှိတဲ့ college ခုပေါ့နော်အကြောင်းကိုကျွန်တော်ကြည့်တော့ဖြစ်တယ်ဆိုတော့အိန္ဒိယနိုင်ငံကိုလာချင်တယ်ပညာသင်ချင်တယ်ကွာပိုက်ဆံလည်းပေးမတတ်နိုင်ဘူးပေါ့နော်ဈေးချူချူနဲ့ဖြစ်ချင်တယ်ဒါပေမဲ့ quality ကောင်းတဲ့ပညာရေးကိုလည်းရချင်တယ်အင်္ဂလိပ်ကလည်းကျွတ်ကျွတ်ချင်းပြောချင်တာပေါ့နော်ဆိုရင်တော့ကျွန်တော်ဒီအကြောင်းလေးကို recommend ပေးပါတယ်သူနာမည်က Saint Anthony လို့ခေါ်တယ်သူကခုကျွန်တော်ပြောတဲ့အိန္ဒိယနိုင်ငံ Mecca State ရှီလောင်းမြို့မှာရှိရပေါ့နော်ဆိုတော့ဒီအကြောင်းကဒီခုနပြောတဲ့ Mecca State မှာတာမကဘဲနဲ့အိန္ဒိယနိုင်ငံမှာအထင်ကြီးဖြစ်တဲ့အကြောင်းတစ်ကြောင်းဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီအနေနဲ့ပတ်သက်မှာသူရဲ့အကြောင်းလေးအဓိကတော့ဒီဈေးကိုပေါ့နော်သူကလေးလာကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော် skin လေးပြတော့ဖြစ်တယ်ဆိုတော့ဒီမှာပေါ့နော်ကိုက Saint Anthony College ပေါ့နော်လို့ type လိုက်ပေါ့နော်ဆိုတော့ဒီမှာသူရဲ့ website မှာဝင်လိုက်ဆိုတော့သူရဲ့ website လေးကိုကျွန်တော်ရမှာဖြစ်တယ်ဆိုတော့ကိုရဲ့ဒီဘာတက်ချင်လဲဆိုတော့မှာကြည့်မယ်ဆိုတော့ program ပေါ့နော်ဒီမှာသူတို့ offer ထား program ရှိတယ် BA course တွေမှာရှိရယ် BBA ပေါ့နော်ရှိရယ်အဲဒီမှာ BCom ရှိရယ်ဒီမှာ BSc ပေါ့နော်ဒါ bachelor ဖြစ်တယ်ဒီမှာဒီ master level ကတော့ course လေးခုစုကနေ offer ပေးထားတယ်ဒါပေမဲ့ diploma နဲ့ certificate program တွေကဒီဟာတွေဖြစ်တာပေါ့နော်ဆိုတော့သူတို့ကျောင်းက college ကနေ offer ပေးတဲ့ဖြစ်တယ်ဆိုတော့တခု mention ပြန်လို့ချင်တာကဒီ Saint Anthony ကဒီnehu ပေါ့နော် Northeastern Hill University ရဲ့အောက်မှာရှိရဖြစ်တယ်ဆိုတော့ဒီကျောင်းမှာတက်မယ်ဆိုရင်တော့ကိုက nehu ဘွဲရဟောင်ပေါ့နော်ဆိုတော့ဒါကလည်းအားတာချက်ခုဖြစ်တယ် nehu ဘွဲကအိန္ဒိယနိုင်ငံမှာဆိုတော့ရနာမည်ကြီးရခုဖြစ်တယ်ပေါ့နော်ဆိုဥမာပြောမယ်ဆိုကိုကဒီအခုဒီချို့ Harvard တက္ကသိုလ်တွေကနေဘွဲရတယ်ဆိုတာကသူတို့တကယ် Harvard တက္ကသိုလ်မှာမတက်ဘူးပေါ့နော် Harvard တက္ကသိုလ်အောက်မှာရှိရ college တွေမှာသူတို့ကတက်တာဖြစ်တယ်ဆိုတော့အဲ့မှာတဲ့ရင်တော့ Harvard တက္ကသိုလ်နဲ့သူတို့ကအခြေဆက်ရှိရဆိုတော့ Harvard တက္ကသိုလ်ရဲ့ဘွဲရဟာပေါ့နော်ဆိုတော့လည်းမျိုးအပေါ်ဆန်လေးဖြစ်တယ်ဆိုတော့ကိုနိုင်ငယ်ပြောပြန်ရှင်းပြချင်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီကတော့ဈေးကိုကျွန်တော်ကြည့်မှာပေါ့နော်ဆိုတော့ကိုကဈေးကိုသိချင်တယ်ဆိုတော့ဒီ website ကိုတွားပါဒီမှာဒီဒေါ်လာလေးမှာပေါ့နော်ဒီမှာကြည့်မယ် emission ဆိုတဲ့နေရာလေးရှိရဒီမှာနှိပ်ပါဆိုတော့ဒီမှာနှိပ်ရင်တော့ဒီလိုပေါ်လာမယ် close လေးပါဆိုဒီမှာလေကိုကဒီမှာကျွန်တော်ရဲ့ mouse လေးတွေ့လာမသိဘူးဆို prospectus ပေါ့နော်လေးရှိရ YouTube ပေါ့နော်ကျွန်တော်ဒီကတော့ YouTube ပိုင်းကို undergraduate ပေါ့နော်ကိုစင်ကိုစားလိုက်တဲ့ကိုပဲကျွန်တော်အဓိကကြည့်တော့ဖြစ်တယ်ဆိုတော့အာဒီဟာပေါ့နော်ကျွန်တော်ဒီဟာ prospectus တွေဖြစ်တယ်ဒါတော့ကျွန်တော်အဓိက human side တော့ပေါ့နော်ကျွန်တော်အဓိကဈေးကိုကျွန်တော်ချက်ချင်းတော့ဖြစ်တယ်ဒီ major minor ယူလို့ကိုလိုချင် state တွေလေးလာရတာပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်တော့ဒီဈေးပေါ့နော်ဆိုတော့သူတို့က fee structure ကိုသူတို့က၄မျိုးနဲ့ခွဲထားတာပေါ့နော် A B C D E ပေါ့နော် E ထိရှိရယ်ဆိုတော့ A ကလူတိုင်းလိုကပြရမှာဖြစ်တာပေါ့နော်ဆိုတော့ဒါအိန္ဒိယငွေနဲ့ဒါ semester တစ်ခုပေါ့နော်ဆိုတော့တစ်နှစ်မှာ semester တစ်ခုရှိမယ်ဆိုတော့ semester တစ်ခုကိုတစ်နှစ်မှာ semester တစ်ခုရှိမယ်ဆိုတော့ဒီ common fee ကတော့ကျောင်းသားတိုင်းကပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ semester တစ်ခုမှာသူက19,000အိန္ဒိယ50ပေါ့နော်အိန္ဒိယငွေ450ဖြစ်တယ်ဆိုတော့ဥမာပေါ့နော်ကိုကဒီ BA education ကိုတက်တယ်အပြင်တော့ philosophy ကို minor နဲ့ယူရပေါ့နော်ဆိုတော့အဲ့ဒီဟာအနေနဲ့တွက်ကြည့်မယ်ဆိုတော့ semester တစ်ခုမှာကိုကဘယ်လောက်ကုန်ကြမလဲပေါ့နော်ဒါလေးကြည့်ကြည့်အောင်ပေါ့နော်ဆိုတော့ common fee ကိုတော့ A ကဟာတော့အလုံးလုံးပေးရမယ်ဖြစ်တယ်ဆိုတာက19,450ကုန်မယ်ဆိုတော့ B မှာကတော့ကိုကဒီ education ရတယ်ဆိုတော့ဒီမှာလေ education ဆိုတာပါတယ်ဆိုတော့ဒီမှာကိုက minor က philosophy ဆိုတယ် education ပါတယ်ဆိုတော့ဒီမှာ400ပေးရမယ်ပေါ့နော်400ဆိုတော့ဒီမှာ laboratory ပေါ့နော် laboratory charge မှာရှိမယ်ဆိုရင်ကျွန်တော်ကဒီမှာ education ယူတယ်ဆိုတော့ဒီမှာ education ပေါ့နော် education ကဒီမှာက2100ပေးရဖြစ်တယ်ဆိုတော့2100ပေါ့နော်နောက်ပြီးတော့နံပါတ် D ကဒီ security fee ပေါ့နော်ဒါကတော့ refundable ဖြစ်တယ်တစ်ခါပဲပေးရမှာပေါ့နော်ဟိုကြောင့်တဲ့ချင်မှာ1000ပေါ့နော်ဒါက1000ဖြစ်တယ်ဆိုရင်နံပါတ် E မှာကတော့ဒီဟာကကိုကဒီ one time payment ပေါ့နော်ဒါကတော့တစ်ခါပဲပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကလည်း
ဆိုတော့ဒီဟာက600ဖြစ်တယ်ဆိုတော့အာ semester တစ်ခုမှာကိုက BA education ကိုတက်မယ် minor ကို philosophy ယူမယ်ဆိုရင်တော့22,550ကုန်မှာပေါ့နော်ဆိုတော့ခုနပြောတော့ပဲဒါပြီးတော့ second semester မှာဆိုရင်တော့အလောက်ဝကြည့်မဲ့ဖြစ်မှာပေါ့နော်ဆိုတော့ average နဲ့ဆိုရင်တော့ဒီ2000နဲ့ဒီ600ကိုတော့တခါပဲပေးရမယ်ဆိုတော့လေ2000လောက်ထပါတော့ဗောနော် semester တစ်ခုကို2000လောက်ကုန်မယ်ဆိုတော့တစ်နှစ်မှာဆို4000ကုန်မှာဗောနော်ဆိုတော့ semester တစ်ခုကို4000ဆိုတော့တစ်နှစ်မှာ4000ဆိုတော့ semester တစ်ခုကို2000တစ်နှစ်မှာ4000ဆိုတော့ဒေါ်လာနဲ့ဆိုတော့ဘယ်လောက်ကုန်မလဲဆိုရင်တော့လဲတော့ကို85နဲ့အတွက်မယ်ဆိုရင်တော့ဒေါ်လာ490လောက်ကုန်မှာပေါ့နော်ဆိုတော့တစ်နှစ်ကိုကျောင်းခါကဒေါ်လာ490လောက်ကုန်မှာပေါ့နော်ဒါလေးတစ်ခုလေးပြောချင်တယ်ဆိုတော့ဒီမှာတစ်ခုကောင်းတာကသူတို့ကတော့ဒီ international student ပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံသူနိုင်ငံသားတွေတက်ဆိုရင်လည်းသူတို့ကကျွန်တော်တို့ကအိန္ဒိယပြည်သူတွေနဲ့ပစိတ်တူတာပေါ့နော်တူယူတယ်ဆိုတာပြောချင်တယ်ဆိုတော့ဒါတစ်ခုပေါ့နော်ဒါပြီးကျွန်တော် website ကိုပြန်လာမယ်ဆိုတော့ကဒီနေခါပေါ့နော်ဆိုတော့ကမှာပေါ့hostel ပေါ့နော်သူရဲ့ဒီနေခါဘလောက်ဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်ရှင်တယ်ဆိုတော့ဒီမှာ hostel ဆိုတာရှိရပေါ့နော်ဆိုတော့ကမင်္ဂလေးဖြစ်တယ်ဆိုပါတော့ပေါ့နော်ဒီမှာ prospectus မှာနှိပ်ပါပေါ့နော်ဒီမှာနှိပ်မယ်ဆိုတော့ကျွန်တော်ဒီတို့ကမင်္ဂလေးဆောင်ရရှိရမမ market hall ခေါ်တာပေါ့နော်နောက်ဆုံးမှာပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုတော့ဒီမှာလေဆိုတော့ဒီမှာဆိုတော့ဒါကတစ်နှစ်ပေးမှာဖြစ်တယ်ဒီမှာလေ room ခါလေးရှိရပေါ့နော်ဆိုတော့တနေ့မှာသူတို့ရဲ့ဒီ type ရှိရပေါ့နော်ကိုကဥမာပေါ့ကိုကဒီ triple room ပေါ့နော်3ယောက်နဲ့နေတဲ့ခါမနေမယ်ဆိုတော့နေခါပေါ့နော်ဒီနေခါတစ်ထက်ကဒီ2000တနေ့မှာ25,100ဖြစ်တယ်ပေါ့နော်နေခါပေါ့နော် host အဲ့မှာနေခါပေါ့နော်စားခါဆိုဘယ်လောက်လဲဆိုတော့စားခါက must be as per the actual expenditure must pay every month ပေါ့နော်ဆိုတော့mass fee ကလာတိုင်းလို့ကျွန်တော်ဘယ်လိုပေးရမလဲဆိုတော့ကိုကဝန်တဲ့အချိန်မှာပေါ့နော်2400ပေးရမယ်တစ်ခါပေါ့နော်ဆိုတော့အဲ့ဒါပြီးလာတိုင်းလို့က2300ပေါ့နော်ဆိုတော့2300ထပါတော့ပေါ့နော်2300 mass fee ကိုကျွန်တော်က1300တလားကုန်1300ပေးမယ်ဆက်လားဆိုတော့ကျွန်တော်ဘယ်လောက်ကုန်မလဲဆိုတော့29,900ပေါ့နော်ဆိုတော့3000ထပါတော့ပေါ့နော်ဆိုတော့3000ဆိုတော့ဒီကိုက triple room မှာနေတယ်ဆိုတော့3000နဲ့15,100ကိုကျွန်တော်ပေါင်းမယ်ဆိုတော့ဘယ်လောက်လဲဆိုတော့55,100ပေါ့နော်ဆိုတော့နေခါက55,100ကုန်မယ်ဒါပြီးတော့ကျိုရှင်ခါကကျွန်တော်ခုနပြောသလို4,000ကုန်မယ်ပေါ့နော်ဆိုတော့တစ်နှစ်မှာကတော့အိန္ဒိယငွေနဲ့ဆိုတော့9,500ကုန်မှာပေါ့နော်ဆိုတော့ဒါကိုကျွန်တော်က USD နဲ့ကျွန်တော်တက်မယ်ဆိုတော့ကျွန်တော်ဒီ1,100ကျော်လောက်ပဲကုန်မှာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံငွေနဲ့တွဲမယ်ဆိုတော့ဘောဒီ plan ကို90လောက်နဲ့ထားမယ်ဆိုတော့ကျွန်တော်က49 သိန်းကျော်လောက်ကုန်ဟာပေါ့နော်ဆိုတော့ဒါကအရာကမှတန်တဲ့ဟာလေးဖြစ်တယ်ဆိုတော့ဒီယောက်ျားလေးအဆောင်ခါဆိုတော့အဲ့လိုပါပဲကိုကဒီမှာ menu ကိုကြည့်မယ် voice ပေါ့နော်ဒီမှာကြည့်မယ်ဆိုတော့ဒီကလည်းကိုရဲ့ယောက်ျားလေးအဆောင်ပေါ့နော် Steven Hollow ခေါ်တယ်မိန်းကလေးဆောင်ခေါ်တော့market Hollow ခေါ်တာပေါ့နော်ဆိုတော့ခုနလိုပဲဒါကဒီအတူတူပဲ mass fee ကတော့ဒီယောက်ျားလေးဆိုပုံမှန်တော့နည်းတယ်ပေါ့နော်1100ပေါ့နော်1100ပဲဖြစ်တယ်ပေါ့နော်လာတိုင်းပေးရမှာပေါ့နော်ဆိုတော့ဒီအားလေးကိုကျွန်တော်ပြချင်တာဖြစ်တယ်ဆိုတော့ကိုကဈေးချိုတဲ့ဟာ quality ကောင်းတဲ့ပညာရေးလိုချင်တယ်အင်္ဂလိပ်စာလည်းချင်းပြောချင်တယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့ရှင်းအောင်ဆိုတော့ကအင်္ဂလိပ်စာကသူရဲ့ဒီ common language official language ဖြစ်တယ်အင်္ဂလိပ်စာအလုံးပြောတယ်ဒါပြင်ဘွဲကလည်းကိုကဒီအရင်အစင်းမြင့်တဲ့ university ကနေဘွဲကိုလည်းရချင်တယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်တို့ဒီရွေးရှိချင်တာပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်မှဒီဆိုတော့ဒီဟာနဲ့ပတ်သက်မှကိုကတိချင်တာလေမေးချင်တဲ့ရှိရဆိုတော့ကျွန်တော်ဒီ comment မှာပေါ့နော်မေးလို့ရတယ်ဆိုတော့ပြောချင်တယ်
ဆိုတော့အားလုံးကျေးဇူးတင်တယ် bye bye